အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟတ် channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်မေမြတ်နှုတ်တယောက်သူမရဲ့ခါလေအထိရှည်လျားပြီးလက်မောင်နေတော့ဆန်ကေတာကြောင့်ပဝင်းကျင်ကအမြဲတမ်းအာယုံဆိုင်ခံနေရသူဖြစ်နေတာပေါ့ဒါပေမဲ့လှပတဲ့သပင်ကသူမအတွက်အသက်အန္တရာယ်ချင်းချောက်လာမဲ့အရာဖြစ်လာမှာကိုသူမကြိုမသိခဲ့ဘူးမေမြတ်နှုတ်ကိုမနာလိုနေသူကတော့သူမရဲ့လုပ်ငန်းခွင်တွေကပြိုင်ဘက်ဇင်မာဖြစ်နေတယ်။ဒီနေ့မှာတော့ဇင်မာကမေမြတ်နှုတ်ရဲ့အလှပြင်ဇပွဲပေါ်မှာရှိတဲ့ခေါင်းဖီးမှာကျွတ်ကြံနေခဲ့တဲ့သပင်အချို့ကိုတိတ်တစိတ်ကောက်ယူတွားခဲ့တယ်။အဲ့ဒီညမှာပဲဇင်မာကမြို့စုံမှာရှိတဲ့နာမည်ကြီးအောက်လန်းဆရာတဦးထံသို့တွားရောက်ခဲ့တယ်။မောင်မဲပြီးအကြီးတန်တော်ညောင်မင်းကြီးရဲ့အောက်ကပလင်ရှိမှာအောက်လန်းဆရာကမေမြတ်နှုတ်ရဲ့သပင်များကိုတွေးအယိုးစများနဲ့ရောနှောကနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ကုန်းနှီးမှာဆိုတဲ့နတ်ဆိုးထံပူဇော်ပတာလိုက်တယ်မိတောင်များပြာနှံ့သွားတဲ့အချိန်မှာတော့ကြောက်မဲ့ဖွယ်ကျိန်စာကစတင်တက်ဝင်သွားခဲ့တယ်။ရဲ့အနေနဲ့ကြာပြီးနောက်မှာတော့မေမြတ်နှုတ်တယောက်ထူးဆန်းတဲ့အပြုမူများကိုစတင်ကြုံတွေ့လာရတော့တယ်။ညဘက်အိယာဝင်ချိန်တိုင်းခေါင်းပေါ်မှာရှိတဲ့သူမရဲ့သပင်များမှာအသက်ဝင်နေသလိုတရွေ့ရွေ့လှုပ်ရှားနေတယ်။တညမှာတော့လမိုင်ညရဲ့တကောင်းရန်အချိန်မှာမေမြတ်နှုတ်တယောက်လန့်နှိုးလာခဲ့တယ်။အသက်ရှူရကြလာပြီးလေပင်ကိုတစုံတစ်ခုကတင်းကျပ်စွာနဲ့ရစ်ပတ်ထားသလိုခံစားလိုက်ရတယ်။သူမကမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ချက်တီမွှင်းချင်းထားတဲ့ပွဲမြင်ကွင်းကိုထိတ်တလန့်တွေးလိုက်ရတယ်။သူမရဲ့သပင်များကတော့ပုံမှန်ထက်အစမတန်ရှည်ထွက်လာပြီးအမဲရောင်မွေများကဲ့သို့သူမရဲ့လေပင်ကိုအထက်ထက်ရစ်ပတ်ကအတင်းအဓမ္မညှင့်နေခြင်းဖြစ်တယ်။အခန်းတောင်းရဲ့မှောင်ရိပ်တနေရာမှာတော့မျက်လုံးပြူးပြူးသပင်ဖားလျားနဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့ကုန်းနီးမှာဆိုတဲ့ပုံရိပ်ကတွားဖြီးပြီးရီမော့ကစိုက်ကြည့်နေတယ်။မြင်မြန်တို့တယောက်ကြောက်လန့်ပြီးအသက်ရှူမဝတော့ပဲမျက်လုံးများပြဝေးလာခဲ့တယ်။သူမရဲ့လက်များဖြင့်သပင်များကိုအတင်းဆွဲဖြုတ်ခဲ့ပေမဲ့လည်းသပင်များကအသက်ဝင်နေသလိုမျိုးပို့ပြီးတော့တင်းကျပ်လာတယ်။တရေရှင်နေမှာတော့မေမြတ်နှုတ်ကဂရင်ဘေးရဲ့ဇပွဲပေါ်မှာရှိတဲ့ကတ်ကြီးကိုလက်နဲ့ဆမ်းမိသွားတယ်။အာတင်ပြီးကတ်ကြီးနဲ့သူမရဲ့လေပင်ကိုရစ်ပတ်နေတဲ့သပင်များကိုအရင်ကနေစပြီးအကုန်ကိုက်ဖြတ်ချလိုက်တယ်။ဖြတ်ချလိုက်တဲ့သပင်များမှာကျမ်းပြင်ပေါ်မှာမွေများကဲ့သို့ခဏလူလွန်နေပြီးနောက်ငြိမ်သက်သွားခဲ့တယ်။အဲဒီချိန်မှသာခန်းတော်မှာရှိတဲ့ကုန်းနီးမရဲ့ပုံရိပ်ကလည်းလွင့်စင်ပျောက်ကွယ်သွားတော့တယ်။မေမြတ်နှုတ်တယောက်ကျမ်းပြင်ပေါ်မှာဒူးထောက်ကြကတက်ကိုမနှဲရှူးနေရတော့တယ်။သူမတက်ရှင်ခွင့်ရလိုက်ပေမဲ့လည်းအဲ့ဒီညကဖြစ်ရဆိုးကိုသူမရဲ့ဘဝတလုံးဘယ်တော့မှမေ့ပြောင်းနိုင်မည်မဟုတ်တဲ့အိမ်မက်ဆိုးကြီးအဖြစ်ကြံရစ်နေခဲ့ပါတော့တယ်။အခုချိန်ခါမှာတော့မေမြတ်နှုတ်တယောက်သပင်ရှည်ထားဖို့လုံးဝမထားရတော့ပဲကရုံတုံးထားရတဲ့တိုင်အောင်ညဘက်မှာသူမရဲ့လေပင်တစ်ဝိုက်ကိုသပင်များလာရောက်ရစ်ပတ်နေသလိုမျိုးခံစားနေရစေပင်ဖြစ်တယ်။အခုလိုဇလန်လေးတွေကြည့်ရဖို့တွင်းဟတ် channel ကို like and follow လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ။အားလုံးကို Thank you ထူး so ဝဲ much for ကျေးဇူး watching တင် my ပါတယ်။ videos.